ရှာကျွေးခဲ့တာဈေးပန်းကိုကောင်းမွန်ရခါရက်ထဲရွာထဲမှာမိသားစုရေရှိရှုမျောတွေ့ကမိမိဆိုသောမြတ်တာဘယ်မှရှာလို့မရပါဖေဖေမရှိလဲအမငယ်ရှာအဖေရဲ့မြတ်တာများရှိခဲ့တဲ့သားတို့အတွက်စိတ်မကောင်းဖြစ်ခါမျက်လုံးကလေးမိတ်ခါအမေမြဲရေဝဲနေခဲ့ရတဲ့ချိန်ပေါင်းများစွာတူနိုင်များမရှိသောမြတ်တာမေရင်မအမြဲပဲရှိနေတာလောကမှာအမေဆိုတာသူဖြစ်ချင်တာတွေထက်သူဝဲရေးကိုလာမပေးရှာရှိလဲကျွေးမရှိလဲကြွေးခြင်းသူမစားရရင်နေပါစေငါသားလေးငါသမီးလေးတွေစားနေရရင်ချေနဲ့နေတာအမေတော့ကအဖုံဖုံဒုက္ခမျိုးစုံဘယ်လိုကြုံဆုံးလဲမမှုပါအဖေရဲ့တာဝန်တွေလဲသူပကုံးထက်မှလွဲအဲ့လိုသာဖေဖေဆိုတော့လဲမေဆိုတော့လဲသားတို့အတွက်နဲ့တမိမှုထူနိုင်ကြတော့မရှိရောတဲ့အမေပါတော်ဝင်ချေလူလာမြောက်အောင်ပြုစုယူရရှာကျွေးခဲ့တာဈေးပန်းကိုကောင်းမွန်ရခါရက်ထဲရွာထဲမှာမိသားစုရေရှိရှုမျောတွေ့ကမိမိဆိုသောမြတ်တာဘယ်မှရှာလို့မရပါဖေဖေမရှိလဲအမငယ်ရှာအဖေရဲ့မြတ်တာများရှိခဲ့တဲ့သားတို့အတွက်စိတ်မကောင်းဖြစ်ခါမျက်လုံးကလေးမိတ်ခါအမေမြဲရေဝဲနေခဲ့ရတဲ့ချိန်ပေါင်းများစွာတူနိုင်များမရှိသောမြတ်တာမေမအမြဲပဲရှိနေတာလောကမှာအမေဆိုတာသူပြစ်ချင်တာတွေထက်သူဝဲရေးကိုမပေးရှာရှိလဲကျွေးမရှိလဲကြွေးခြင်းသူမစားရရင်နေပါစေငါသားလေးငါသမီးလေးတွေစားနေရရင်ချေနဲ့နေတာအမေတော့ကအဖုံဖုံဒုက္ခမျိုးစုံဘယ်လိုကြုံဆုံးလဲမမှုပါအဖေရဲ့တော်ဝင်တွေလဲသူပခုံးထက်မှတွဲအဲ့လိုသာဖေဖေဆိုတော့လဲမေဆိုတော့လဲအားတို့အတွက်နဲ့နာမြင့်မို့တူနိုင်စရာတော့မရှိတော့တဲ့အမေပါ